Hello အားလုံးပဲမင်္ဂလာပါအခုကကျွန်တော်ပတရားပြပွဲအောင်ရောက်နေတာပါကျွန်တော်မနေ့ကမြန်မာနဲ့ဗီယက်နမ်နဲ့ပွဲကြည့်ရပြီးတော့ကျွန်တော်ချုံဘူရီမှာမိတ်ဖက်နဲ့ပတရားကိုလာပြီးတော့အိတ်လိုက်တယ်ပေါ့နော်ဒီနေ့မနေ့ပတရားပြပွဲလာကြည့်ရပြီးလို့ရှိရင်ညနေရထားနဲ့ဘန်ကောက်ကိုပြန်มาဖြစ်ပါတယ်ဒီနေ့ရာသီဥတုကမြူဆိုင်နေပေါ့နော်တိတ်မလာပါဘူးပတရားပြပွဲဒီနေရာကောလန်ကျုံသွားတဲ့နေရာစပီးဘုံငှားလဲရပါတယ်တောင်ပေါ်မှာနေတာကြာဘူးလားမသိဘူးပေါ့နော်ပင်လယ်ကိုမြင်တော့လေတကယ်မိုက်ပါတယ်ပင်လယ်မမြင်ရလဲကြာပြီပေါ့နော်ချင်းမိုင်မှာပဲနေတာအကြာများတော့ပင်လယ်လာကြည့်ရဖြစ်ပါတယ်ပတရား view point မှာအခုကကျွန်တော်ကော့လန်ကျွန်းကိုသွားမလို့ပေါ့နော်ဒီနေရာတွေကတော့ဟိုရာကတော့စပီးဘုတ်တွေပါအဲ့ဒါနဲ့သွားမယ်ဆို150ပါစပီးဘုတ်နဲ့150ပါယူဖယ်ရီနဲ့ဆို30ပဲကြာပါတယ်ကျွန်တော်ယူဖယ်ရီနဲ့ပဲသွားပါဒါတော့ပတရားဒီရဒီပွင့်walking street တိုင်းတဲ့ရှောင်းလာမှဆိုဒီ ferry ချရဲ့နေရာရောက်ပါတယ်ဒီရောက်ကို30ပဲပါလူပြေးသွားလို့တတိယတော့ထွက်သွားပါပြီ30ပဲကျွန်တော်တို့ဒီကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်အခုကကောလန်ကျုံသွားမလို့ပါဖယ်ရီပေါ်မှာပေါ့နော်လေကမထွက်ရသေးပါဘူးကျွန်တော်ကမူးနေပါပဲဒီကျုံရောက်လို့ရှိရင်ကျွန်တော်ဆိုင်ကယ်ငှားအောင်ကြံပေးချင်ပါတယ်တရက်သေးဆိုရင်တော့200ပါနောက်နေ့အထိဆိုရင်တော့300ပါနောက်နေ့နေ့လယ်အထိဆိုရင်300ပါဆိုင်ကယ်ငှားပြီးတော့ရှောက်သွားပါဒီကျုံမှာနေရာဆောင်သွားလို့ရပါတယ်ရမိုက်ပါတယ်
ညတော့ဒီနေရာမှာရီးစားလေးနဲ့တော့ဆိုင်ကစီးတာပါဗျာဆောင်းကြောင်ကောင်းပါလေOh my god. ဒီချိုးရောက်ရင်ဆိုင်ကငါပြီးတော့ရှောက်သွားတယ်ပေါင်းပေါင်းတယ်